မင်္ဂလာပါလက်မြန်မာ channel ကနေကြိုဆိုလိုက်ပါတယ်မိနေတဲ့ထမိန်နာကိုယောက်ျားလေးတွေဝင်မိရင်ဖုန်းနှိပ်တက်တယ်လက်မပွင့်တော့ဘူးကန်ဆာတာနှိမ်သွားမယ်ဒီစကားကိုကျွန်တော်မြန်မာလူပွဲစည်းမှာအမြဲကြားဖို့ကြမှာပါအထူးသဖြင့်ရှေးလူကြီးတွေကဒါကိုအင်မတန်လေးနက်ထားပြီးတော့တားမြစ်ခဲ့ကြပါတယ်ဒါပေမဲ့စဉ်းစားစရာရှိတာကအဝတ်စားတစ်ခုကိုကြော်ပြဲရုံနဲ့လူတစ်ယောက်ရဲ့ဘုံကန်ကတကယ်ပဲပျောက်ကွယ်သွားနိုင်သလားရှေးလူကြီးတွေကဘာကြောင့်ဒီလောက်ပြင်းပြင်းထန်ထန်တားမြစ်ခဲ့တာလဲဒါကဘာသာရေးယူဆတတ်လားဒါမှမဟုတ်တခြားရည်ရွယ်ချက်ရှိခဲ့တာလားဒီနေ့မှာတော့မိနေတဲ့ဆိုတဲ့အတုံးလုံးရဲ့နောက်ွယ်ကတမိုင်းကြောင်းရှေးခေတ်လူမှုစနစ်ရဲ့ထိန်းချုပ်ပုံနဲ့ဒီယူဆတွေဘယ်လိုစတင်ခဲ့တာလဲဆိုတာကိုတမိုင်းပညာပေးရှုထောင့်ကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တမိုင်းကိုပြန်ကြည့်ရင်ရှေးခေတ်မှာအခုခေတ်လိုခွဲစိတ်ခန်းတွေဘိုးသက်ဆေးတွေမရှိပါဘူးကလေးမွေးဖွားခြင်းဟာမျိုးသမီးတစ်ယောက်အတွက်တစ်ဖက်ကန်းကိုကူးရတယ်လို့အတန်းအနေနဲ့အင်မတန်များလာတဲ့ကိစ္စပါမိနေတဲ့မျိုးသမီးတစ်ယောက်ဟာမွေးဖွားပြီးတဲ့နောက်မှာကိုယ်ကအလွန်နေတယ်လို့မိရီလို့ခေါ်တဲ့တိမ်အတွင်းတွေးဆင်းမှုတွေကြောင့်ပိုးဝင်ဖို့လွယ်ကူတဲ့အခြေအနေမှာရှိနေပါတယ်။အဲဒီအချိန်မှာမျိုးသမီးတစ်ယောက်အတွက်လိုအပ်ဆုံးကနနာနီနေရဖို့နဲ့တန်ရှင်းမှုပါပဲ။ပြမကယောက်ျားလေးတွေလူစိမ်းတွေဝင်ထွက်သွားလာတာဟာပိုးမွားတည်ဆောင်လာနိုင်တယ်လို့မိခင်ကိုလည်းစိတ်နှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ဒီတော့လူတွေကိုမဝင်နဲ့လို့တာမန်ပြောရုံနဲ့မရတဲ့အခါမှာဖုံးနှိမ့်နေဆိုတဲ့အကြောက်တရားကိုတုံးပြီးတော့အမျိုးသမီးတွေအတွက်တည်တံ့ဘေးကင်းဆုံးတစ်ခုကိုဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ရှိမမှာလူပွဲစီမှာမျိုးသားတွေကစစ်သားတွေပုပ်ဆိုးတွေဖြစ်ကြပါတယ်။သူတို့တို့ဘုံဆိုတာတတ်ထက်ရေးကြီးပါတယ်။လက်နက်မပွင့်တာအတိုက်ခိုက်ညံ့သွားတာဟာတည်ခြင်းတရားနဲ့အတူတူပါပဲ။လူကြီးသူမတွေကမျိုးသမီးရဲ့မိမိကန်ဒါမှမဟုတ်အမိန်သားကိုယောက်ျားတွေမလောင်တားဖို့အတွက်အမျိုးသားတွေကြောက်ဆုံးရဖြစ်တဲ့ဘုံနှိမ်ခြင်းနဲ့ချင်းချောက်ခဲ့တာပါ။ဒါဟာအင်မတန်ထိရောက်တဲ့လူမှုထိန်းချုပ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။တမိုင်းကြောင်ရာထမိန်ကိုအောက်ပိုင်းဝစ်စုံလို့သတ်မှတ်ပြီးတော့ခေါင်းပေါင်းနဲ့ပစိုးကိုအထက်ပိုင်းဘုံကြီးသောအရာလို့သတ်မှတ်တဲ့အစင်တန်းခွဲခြားမှုကလည်းဒီယူဆကိုပိုခိုင်မာစေပါတယ်။တကယ်တော့ဒါမျိုးသမီးတွေကိုနှိမ်ချခြင်းလို့ထက်အထောမြတ်နဲ့အောက်ပိုင်းရာဆိုတဲ့နယ်နိမိတ်တွေကိုခွဲခြားပြီးတော့စီကံတကြနေထိုင်စေခြင်းနဲ့ရှေးခေတ်ယဉ်ကျေးမှုစီးမြဲတစ်ခုသာဖြစ်ပါတယ်။ဗုဒ္ဓတရားတော်မှာဘုံဆိုတာဝိစားအောက်ဝင်လို့ပျောက်သွားတဲ့အရာမဟုတ်ပါဘူး။ဘုံဆိုတာကုသိုလ်ကံဉာဏ်ဝရိယပါပဲ။ဒီလိုက်ရှိတဲ့သူမေတ္တာပွားတဲ့သူဟာဘယ်ရာအောက်ပဲဝင်သူလှုပ်ထားတဲ့ကုသိုလ်ကံကသူ့ကိုစောင့်ရှောက်နေမှာပါ။အိုးအစားဆိုတာရုပ်ဝတ္ထုတတ်တာဖြစ်လို့နံပိုင်းဆိုင်ရာဘုံကံကိုဖျက်ဆီးနိုင်စွမ်းမရှိပါဘူး။ဒီနေ့ခေတ်မှာတော့တကွေတန်ရှင်းမှုပစ္စည်းတွေပိုးသက်ဆေးတွေပေါ်များလာပါပြီ။မိနေတဲ့မျိုးသမီးတွေကလည်းရှိခေတ်ကလိုပဲခံနိုင်ရသူတွေမဟုတ်တော့ဘဲနဲ့ဒီယူဆိုင်ခံရသူတွေဖြစ်လာပါတယ်။ဒါကြောင့်ဒီယူဆဟာရှိခေတ်ကျမ်းမာရေးလုံခြုံမှုအတွက်ဖန်တီးခဲ့တဲ့စီကံတစ်ခုသာဖြစ်တယ်ဆိုတာကိုနားလည်ပြီးတော့အကြောက်တရားတွေကင်းဝေးတင်ပါပြီ။အချုပ်အားဖြင့်ပြောရမယ်ဆိုရင်မိနေတဲ့ထမိန်ရောက်ဝင်ဖုံးနှိမ့်နေဆိုတာဟာရှေးလူကြီးတွေကမျိုးသမီးတွေရဲ့ကျမ်းမာရေးနဲ့ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကိုအကြောက်တရားသုံးပြီးကာကွယ်ပေးခဲ့တဲ့သမိုင်းဝင်ဗျူဟာတစ်ခုသာဖြစ်ပါတယ်။ကျွန်တော်တို့ဟာရှေးရိုးစင်လာတွေကိုလေးစားရမှမှန်ပေမဲ့အဲ့ဒီယူဆတွေရဲ့ဘာကြောင့်ဆိုတဲ့အကြောင်းရင်းမှန်ကိုသိဖို့လည်းလိုအပ်ပါတယ်။မျိုးသမီးတွေကိုလေးစားခြင်းတန်ရှင်းမှုကိုဂရုစိုက်ခြင်းဟာဖုံးနှိမ့်မှာကြောက်လို့မဟုတ်ဘဲနဲ့အတ္တိတရားရှိလို့ဖြစ်ရပါမယ်။ဒီဗီဒီယိုလေးကနေသမိုင်းကြောင်းဆိုင်ရာအမြင်သစ်တွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုနှစ်သက်ရင်လိုက်လုပ်ပြီးတော့တင်းရဲ့ထင်မြင်ချက်တွေကိုလည်းကွန်မန့်မှာရေးပေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်။